တက်မတော်စစ်ဆိုရလဲခိုးတယ်တက်မတော်သားဖလဲခိုးတယ်တက်မတော်သားမိလဲခိုးတယ်နော်တက်မတော်ရဲ့အမျိုးတွေလည်းခိုးတယ်ကြက်ဖို့ပါတီတွေလည်းခိုးတယ်နော်ကျမတို့လည်းခိုးမှာပဲကျမတို့ရွှေမျိုးတွေလည်းခိုးမှာပဲမိဘတွေလည်းခိုးမှာပဲခိုးတယ်တဲ့တခေါအမကျူကျူလာဟဲတော်လန်ကြီးကိုပုံတော့အားလုံးပဲမော်နေ့မှာခင်ဗျာပျော်ပျော်ရွှင်ရွှင် reaction ကဏ္ဍလေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကတော့ဘာလေးတွေနဲ့ပျော်ပျော်ရွှင်ရွှင်သွားမလဲဘာလေးတွေရည်စရာပါမလဲဘာလေးတွေဒေါသထွက်စရာပါမလဲဘာလေးတွေတောကဖြစ်စရာပါမလဲဆိုတာကိုစောင့်ကြည့်အားပေးလိုက်ကြပါဦးခင်ဗျာဒီနေ့ကျွန်တော်ဟောနော် TikTok မှာတင်ထားတဲ့ view လေးတစ်ပုဒ်ကို reaction လုပ်ပြီးအဲ့ဒါလေးနဲ့အရင်စဖွင့်လိုက်မယ်နော်ဟဲ့ပျော်စရာလေးနားထောင်ကြအောင်နော်လိုင်းပေါ်မှာတော့စူညံပြီးတော့ပေါ့ကလောတွေရိုက်နေပြီရိုက်နေပြီအဲ့ဒီသတင်းလေးကိုကျမပြန်လာပြီးတော့ speed out လုပ်တာဖြစ်ပါတယ်ရှင့်အဲ့ဒါကဘာလဲဆိုလို့ရှင်တပင်တဲ့ရဲ့စကားတဲ့နော်အမှုပညာရှင်ပေါ့အမှုပညာရှင်တွေရဲ့စကားတဲ့ကလေးတွေရဲ့စကားအယူတွေရဲ့စကားတွေကမှန်တတ်တယ်တဲ့မှန်တတ်တယ်မူခတိုက်ဝင်ပေါ့မကြသေးခင်မှာဝလုံးကားနဲ့ပြောတာဝလုံးကားကြီးကိုမအားလာရဲ့ဒီလက်နဲ့ခရမ်းမိကြောက်တင်လာခဲ့တဲ့ကားကြီးကဟေးငါတို့ကအဘသားပဲမင်းတို့ဘာဂယူးဆိုင်ဆရာလို့လဲငါတို့ကစစ်ကားအယောအစားမရှိဆိုပြီးတော့ခါကျမှဝင်ကျုံလိုက်တာသိလားဝင်ကျုံလိုက်တဲ့အချိန်မှာကျမအရန်စိတ်ပူတယ်စိတ်ပူတာဘာလဲဆိုတော့ဝလုံးကားကြီးမြန်ဘာဖြစ်သွားသေးလဲဆိုတော့ဝလုံးကားကြီးစိတ်ပူစစ်သားတွေစိတ်မပူနော်လက်နဲ့ကားကြီးကပေါက်ဝဲပြီးတော့ခါကြတော့မှအဲ့ဒီထဲမှာပါလာတဲ့စစ်ခွေးတွေတဲ့မျက်နာမကြမ်းတာနဲ့တဲ့ကိုလည်းအင်္ဂါတွေတဲ့ဟိုတောင်းတစ်ဖက်မြောက်တစ်ဖက်ဖြစ်ပြီးတော့ဂန်းသွားတာကတော့လောလောဆယ်ကငါးကောင်တဲ့ကြံရှိနေတဲ့အကောင်တွေကလည်းဂန်းတော့မှာတဲ့ဘလောက်ဝမ်းသာစရာကောင်းတာလဲဝလုံးကားအကြောင်းတက်လာပြီးဟောကိုထုံးခင်လက်နှစ်ချောင်းဆိုတော့အေကဟိုမှာတိမ့်လိုက်တာမပြောနဲ့တော့နော်ဟောအခုကလေးမလေးနှစ်ယောက်ကတဲ့တရေခွင်း14ခွင်းနဲ့နော်14ခွင်းကပါစာ14ကိုအခုအေနဲ့ဒီပူပေါင်းတက်ဖွဲ့ PDF တွေကသိမ်းဖို့အတွက်ကိုတာဆူနေပြီးအဲ့ဒါတွေကအတိတ်နမိတ်တွေပဲရှင်တို့မလောင်ကြနဲ့မပြောင်ကြနဲ့ကြားလားအဲ့ဒါလေးသိဖို့လာပြောတာဟောကိုထုံးခင်ပြန်လာပြီလဲဆိုလိုက်ရောအခုအေကသိမ်းလိုက်ပြီရှင်တို့အဲ့ဒါတွေကိုကျမလာပြောပြတာဒါပေမဲ့အားရတာတော့ဒီကနေ့ကတော့ဝါးကားကြီးကိုစစ်ခွေးကားကဝင်ကျုံပြီးတော့ခါကြတော့မှလက်နဲ့တွေပေါက်ကွဲသွားတာအခုလောလောဆယ်ဆိုကြားရတာလက်နဲ့ကားကြီးကနှစ်ကားတောင်ရှိပြီးဂန်းသွားတာတဲ့ဂန်းဆိုအရန်ပြောတယ်ဆိုရင်ပြောတယ်လို့မှန်ပြီးသွားအောင်နော်ပြောတယ်ပြောတယ်ဘယ်လိုအကျန်းဖက်ဘယ်လိုဒုက္ခပေးလို့လဲမသိဘူးထွက်လာရင်းနဲ့ပဲဟလာကျမပြောထားပြီးသားလေသူတို့စိုက်တဲ့စဘာကိုသူတို့ပြန်ပြီးတော့ရိတ်တာရုပ်သိရမှာဟုတ်တယ်စိတ်မကောင်းမြေကြီးလေး20ကြာပါဂန်မြေကြီးလေး20ကြာပါတယ်ဂန်ဆိုမြေကြီးလေး20ကြာပါတယ်မိုက်တယ်နော်ပြောသွားတာလေးကတပင်းတဲ့စကားသူယူစကားခလေးစကားမူခတိုက်အဝင်အားလုံးမှန်တယ်ပေါ့နော်ငိုတနေ့ဝါကားကြီးဝါကားတော့ဖြတ်မလျှောက်ရေးဟိုစတာမလုပ်ပါနဲ့အဲ့ကြတာပေါ့နော်မလုပ်ပါနဲ့ဟိုစတာမလုပ်ပါနဲ့အဲ့တယောက်ပြောသွားတဲ့ဟာလေးအခုဆိုလို့ရှိရင်ဒါ live ပေါ်မှာတော်တော်လေးကိုဒီသူ့ရဲ့ဥစားပေါ့နော်အဲ့ဒါလေးဖြစ်သွားပြီပေါ့ဒါကမပြောဟိုဘယ်လိုခေါ်မလဲတကယ်ပြောရင်ဟုတ်ဖြစ်တယ်ဒါဖြစ်တတ်တယ်ပေါ့နော်အတိတ်နမိတ်ကျွန်တော်တို့မြန်မာနိုင်ငံစပူဒီပါလက်ရတောင်ကျုံဩဘာနမိတ်ထွန်းတယ်ပြောရင်ပြောတဲ့အတိုင်းဖြစ်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုးဆိုရရှိကြတယ်ပေါ့တကယ်လို့များအဲ့လိုမျိုးဆိုရရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့မင်းအွန်လိုင်းကျိုးစင်တို့ဝိုင်းပြောနေကြတာမြန်ဖြစ်လိုက်တော့လေမြန်ဖြစ်လိုက်တော့အတိတ်နမိတ်ချက်ချင်းပေးလိုက်တော့ကြားတယ် What the hell အခုအဲ့ဒါတော့ကျွန်တော်တို့ပေါ့နော်အဲ့ TikTok မှာဒါတင်ထားတဲ့သတင်းလေးတစ်ပုဒ်ကိုကျွန်တော်ကယူပြီးတော့ reaction လုပ်ရခြင်းဖြစ်ပါတယ်နောက်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့နောက်တစ်ခုလေးကျွန်တော်ဆက်ပြမယ်နော်ဂီတပိုင်းလေးကျွန်တော်ဆက်သွားမယ်နောက်တစ်ပုဒ်ပြမယ်မိုက်တယ်ဗုဒ္ဓံတရဏကိစ္ဆာမိဓမ္မံတရဏကိစ္ဆာမိလောက်ပါ
ဖုန်ကြီးကနေပြီးတော့ဂီတာတီးနေတယ်ဒါကျွန်တော်တို့ဗာလဲမဘာသာတွေကြီးစိုးတဲ့နေ့ကအမျိုးဘာသာသာသနာကိုကာကွယ်စောင့်ရှောက်ပါမယ်အမျိုးဘာသာသာသနာအတွက်ထိမ့်သိမ်းစောင့်ရှောက်ပါမယ်ဆိုတဲ့လူတွေဒါအခုဒီမှာမင်းအွန်လိုင်းလက်ထပ်မှာဘယ်လိုတွေဖြစ်နေလဲဒါသာသနာတော့ညှိုးနှွမ်းစေမှုเนาะအဲ့ဒါဖုန်ကြီးဝတ်ပြီးတော့ဂီတာကိုကောင်းကောင်းဆင်နွှဲနေတာเนาะဂီတာလေးနဲ့ဖုန်ကြီးနဲ့ဘာမှလည်းမဆိုင်ဘူးပတိကံရမယ်ဖုန်ကြီးကဂီတာလေးနဲ့လှုပ်နေတယ်ကြည်လောက်ကြအောင်เนาะမဘာသာကြီးတို့မျိုးဘာသာသာသနာထိမ့်သိမ်းစောင့်ရှောက်တဲ့သူကြီးတို့ပါရီလှုပ်နေကြလဲတော့မသိပါဘူးဗျာအဲ့ဒီမှာဘုန်းကြီးတစ်ပါးတရားမဟောပဲနဲ့ဂီတာတီးပြီးတော့သချင်းဆိုနေတယ်နော်ကဲဒီမှာဒီတစ်ခါဖွင့်ပြမယ်ဗျာNLD ပါတီဝင်ရဲ့ဟာလေးတစ်ခုကျွန်တော်အဲ့ reaction လောက်လိုက်မယ်နော်အဲ့ဒါလေးတစ်ခုဟဲ့ကောင်မဲမပေးရင်ခွေးဖြစ်မယ်လို့ဟိုကတမတော်ကဒီလောက်ဟလာစိတ်ပါလက်ပါနဲ့ဟလာပြည်သူတွေအတွက်လှုပ်ပေးပါတယ်လို့ပြောနေတဲ့ဥစ္စာကိုမင်းတို့ကကြည်တိကြည်ကန်လောက်အောင်မင်းတို့ကဘာကောင်းနေလဲအမလီကြောက်တော့ကြောက်လာပြီဟုတ်တယ်တက်မတော်ဒီလောက်စိတ်ပါလက်ပါနဲ့ခိုးပေးနေတဲ့ဥစ္စာကျွန်တော်တို့တိုင်းသူပြည်သားအားလုံးကစာအုပ်မဖတ်နိုင်ဟုတ်လားသူတို့နားလည်အောင်ဟုတ်လားရိုးရိုးရှင်းရှင်းပဲရှင်းပြရမှာဟုတ်လား policy တွေမူဝါဒတွေတော့မပြောနဲ့ဟဲ့ကောင်ရွေးကောက်ပွဲမှာတေချာမဲထက်မဲမထက်ခွေးဖြစ်မယ်လို့ပြောတာဘာဖြစ်လို့လဲတိုင်းပြည်မှာအဲ့ဒီဥစ္စာကိုအခုကျွန်တော်မနေ့ကရမဲသိန်းတို့ပျော်ပွဲတို့မှာရုံးဖွဲ့ပွဲမှာပြောတယ်ဥက္ကရာကြီးတဲ့ကျွန်တော်တို့မဲမထက်ရင်ဘာဖြစ်မှာလဲတဲ့မဲမပေးရင်ဘာမယ်မဲမပေးရင်ခွေးဖြစ်မယ်လို့ပြောလိုက်ခွေးဖြစ်မယ်ဟိုကတမတော်ကဒီလောက်ဟုတ်လားစိတ်ပါလက်ပါနဲ့ဟုတ်လားပြည်သူတွေအတွက်လှုပ်ပေးပါတယ်လို့ပြောနေတဲ့ဥစ္စာကိုမင်းတို့ကကြည်တိကြည်ကန်လောက်အောင်မင်းတို့ကဘာကောင်းနေလဲဟုတ်လားအခုလည်းပြောတယ်ဟိုမဲကွယ်ထူးဝင်းတို့ပြောတယ်ရွက်ကောက်ပွဲကိုဟုတ်လားအမျိုးသားရေးတရားအနေနဲ့ဒါဟုတ်လားလုံးဝကန့်ကွက်တယ်ထက်သိမ်းရမယ်ပြောတယ်ယူများနေလားမင်းတို့လူရလည်းမသွင်းဘူးဒီနားလည်းမလာနဲ့မင်းတို့ရုပ်ကပွဲနားလည်းမလာနဲ့ငါတို့ဘာနဲ့ငါတို့ကျင်းပမယ်မင်းတို့လည်းမင်းတို့ဘာနဲ့တော်တယ်မှနေငါတို့ရှိလည်းမလာနဲ့ဘယ်တော့မှတဘွားလုံးလဲတိုင်းပြည်အတွက်ကောင်းအောင်လုပ်ပေးလာတာမဟုတ်ဘူးတိုင်းပြည်ကိုအမြဲတမ်းဖျက်ဆီးလာတဲ့လူတွေဟုတ်လားအစောကြီးတဲ့ဖျက်နေတဲ့လူတွေကထပ်ပြီးမိသွေးရနဲ့ကတ်တရားပါလို့ထပ်ပြောလဲမထူးတော့တဲ့အတွက်မင်းတို့အေးစစ်စစ်တာနေပါငါတို့ဘာနဲ့ငါတို့ရုပ်ကပွဲကျင်းပမယ်လို့ပဲငါတို့ကပြောချင်တယ်ပေးမှုတွေမြင့်တက်လာအောင်တော့ထွေထွေတူးတူးမပြောပါဘူးမင်းတို့တက်မတော်အစိုးရတင်းကြောင်စစ်အုပ်ချုပ်ရေးအတွန်းမရှိပါစေနဲ့တင်းကြောင်ဒီမိုကရေစီထွန်းကားပါစေဆိုတဲ့စကားလုံးပဲပြောပါဟုတ်လားအကုန်လုံးကဟုတ်လားဘာပဲဖြစ်နေပြောလိုက်တဲ့နဲ့လန့်ပြီးတော့မဲယုံအကုန်လုံးရောက်လာလိမ့်မယ်အဲ့ဒီဥစ္စာမှာအဲ့လောက်လဲကြောက်ရင်လေရုပ်ကပွဲမဝင်နဲ့လေဟုတ်တယ်တိုက်တိရှိလို့တိုင်းပြည်တွေလုတ်ပါမယ်လို့ပြောမယ်ကျွန်တော်ဘယ်သူကစောင်းရှောက်မှလဲပြောတယ်တိုင်းပြည်ကိုစောင်းရှောက်ပါမယ်လို့ပြောတဲ့လူကကိုယ့်ပြန်ပြီးအဆောင်ရှောက်ခံဖို့တော့လိုက်ပြီးတော့ဟုတ်လားမေးမနေနဲ့ရှက်ဖို့လည်းကောင်းတယ်ဥစ္စာဟောနိုင်ငံတော်ကတော့ तू ကလည်းသိတဲ့အတိုင်းပဲသူ့ဘာနဲ့ तू တော့ခြားခြားလဲနေတဲ့ဥစ္စာကိုဟုတ်တယ်မလားဟုတ်လားဘယ်သူ့ကိုအပြည့်အဝလိုက်ပြီးလုတ်ပေးနိုင်မှာလဲဘယ်သူ့ကိုမှအပြည့်အဝလိုက်ပြီးမလုတ်ပေးနိုင်ဘူးဟုတ်လားဒါကြောင့်ဘယ်လိုပဲဖြစ်နေလှုပ်ရှားရှိရင်လှုပ်ရမယ့်အလုပ်ကိုလှုပ်ရမှာတေးသေးကြေးလှုပ်ကိုလှုပ်ရမယ့်အလုပ်ကိုလှုပ်ရမှာပဲမဲဆန္ဒနယ်ပြည်သူတွေဘာများမဲဆန္ဒနယ်ပြည်သူတွေလိမ္မာပန်းတတ်ဖို့ပဲရေးကြီးတယ်ဟုတ်လားလိမ္မာပန်းနိုင်ရင်ခေတ်စနစ်ကိုပြောင်းလို့ရပြီဟုတ်လားမလိမ္မာမပန်းမနှက်ဘူးဆိုရင်တော့ခေတ်စနစ်ကိုနောက်ပြန်ဆုတ်သွားလိမ့်မယ်ဒါကြောင့်ဟုတ်လားတေးသေးချာလေးကိုညံနဲ့ကိုတိုင်းထွာပြီးတော့လှုပ်ပါအေးမင်းတို့ညံ့တိုင်းတော်တဲ့လူတွေပါရောပြီးမခံအောင်တော့မင်းတို့လောက်ပါလို့ပဲပြောချင်ပြောသွားတာလေးကတော့သဘောကျတယ်သဘောကျတယ်ဘောမရယ်ဆိုတာဖြစ်သွားတာသူများတွေရွေးကောက်ပွဲလုပ်တာမင်းရွေးကောက်ပွဲဟိုမဲမပေးဘာဖြစ်မလဲခွေးဖြစ်မယ်တော်မရိုင်းတော့ပြည်သူတွေကိုရွေးကောက်ပွဲမဲမပေးဘာဖြစ်မလဲခွေးဖြစ်မယ်မဲပေးလိုက်မှခွေးဖြစ်မှာဟဲ့ခွေးတောင်သားဟဲ့နော်ဒီကောက်ပွဲမဲမပေးတော့မခွေးဖြစ်ရမယ်ဖြစ်ရတယ်တဲ့အခုနောက်ဆိုဗာလဲစစ်အာဏာရှင်အတော့မရှိခြင်းဒီမိုကရေစီရရှိခြင်းနဲ့ရွေးကောက်ပွဲမဲထဲတယ်ဘာတူးလို့လဲပါစကားလေးပြောနေတာတော့နားလည်းမလဲဘူးလားဘာကောင်လည်းမသိပါဘူးကွာအဲ့ဒီမင်းတို့အခုရွေးကောက်ပွဲပြိုင်လိုက်ပြီဆိုရင်လည်းဒီပါတီပဲနိုင်ပါပဲဒီကြံဖို့ပါတီပဲတက်မှာကြံဖို့ပါတီတက်တော့ကြံဖို့ပါတီကဘာလဲအရေးခြုံနေလေအစိမ့်ပိတ်နေကြီးပဲလေဘာထူးလို့လဲကွာအဝိစာလေးပြောင်းဝှက်ပြီးတော့ဒါပဲအုပ်ချုပ်မှာပဲဒါပဲအဒိုးရှင်မှာပဲဘာမှဒီမိုကရေစီရမှာမဟုတ်နော်အဲ့ဒါကိုမင်းတို့နားမလဲဘာဒီလျှောက်ပြောမှမသိဘူးပလေးစပစားတယ်
နောက်တစ်ခုပြအောင်မယ်နောက်တစ်ခုလေးကြည့်လိုက်အောင်မဲဆွဲတာအဲ့ကျန်းဖို့ပါတီကပဲမဲဆွဲတာ တိုင်းဒေသကြီးတစ်ခုကိုတောင်းယူမဲ့ဝင်ကြီးချုပ်တွေလောက်ရမဲ့လူတွေပို့ပြင်မှန်းတယ် ဟုတ်တယ်ပြင်မှန်း နိုင်ငံတော်ဦးဆောင်မဲ့လူပို့ဆိုးတယ် ပို့ဆိုးရင်မလုံးတော့ကွာ အဲ့တော့အိမ်မှာတော့မှအမေကိုတပြက်စီးကူမလဲပဲနဲ့ကမာကြီးကိုကဲတင်မဲဆိုတဲ့ကောင်တွေနဲ့ဂျားထဲမှာကျုပ်တို့တောင်းနေတာပို့ပြင်မှန်းတယ်ဟဲ့ဟုတ်လားမဟုတ်လား အေးပါကွာပင်မရင်လည်းလုံးမနေပါနဲ့လားမင်းတို့ဘယ်သူကလိုက်ပြီးတော့လောက်ခိုင်းနေလဲအာရဒီရွေးကောက်ပွဲကိုမလောက်စေခြင်းလို့ဒါရွေးကောက်ပွဲကဒါထွက်ပေါက်မဟုတ်ဘူးထောင်ချောက်ကြီးလို့ငါတို့တော်လန်ပြည်သူတွေကပြောနေတာကိုမင်းတို့ဖင်ရပြီးတော့ရွေးကောက်ပွဲထားလုပ်တယ်ရွေးကောက်ပွဲလုပ်ပြီးတော့မှမင်းတို့ကပါလေပင်မနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်အာရနဲ့ရှောက်ပြီးတော့လောက်ပင်မနဲ့မလုံနဲ့ပေါ့မလုံနဲ့ပေါ့မင်းတို့ဘယ်သူကလောက်ခိုင်းနေလို့လဲမင်းတို့ဘယ်သူကလောက်ခိုင်းနေလဲမင်းတို့လောက်တဲ့ရွေးကောက်ပွဲဘယ်သူမှလည်းလက်မခံဘူးနားလဲလားပါရီလည်းမသိပါဘူးဘာကောင်တွေပဲမသိဘူးဒါရွေးကောက်ပွဲမဲဆဲတာလေအာနဲ့မန်နဲ့ဘာနဲ့ခုနတကောင်အောင်လည်းပြောသေးတယ်ရွေးကောက်ပွဲမဲဆဲတာဘာဖြစ်လဲရွေးကောက်ပွဲမဲမပြီးခွေးဖြစ်မဲပြီးလည်းခွေးဖြစ်မှာပဲနော်နောက်တစ်ပုတ်လေးကြည့်လိုက်နောက်တစ်ပုတ်ကဘလို့တွေမဲဆွဲတာလဲဒီကောင်တွေဘလို့တွေမဲဆွဲတာလဲဆိုကြည့်လိုက် ပတ်ကောင်နေတဲ့ကာပြီးသွားမယ်တက်စစစ်ပြေးပြီးနေလားလဲရမယ်ရောဒီစိတ်ကိုဒီရှာပဲဟာအတင်းအားတစ်ပိုက်နော်ဒီကလေးစိတ်ဟာကြာကျွန်တော်တို့ဒီခံပြောပါတီအမတ်စိတ်ရှင်စိတ်ဟုတ်မလားအားချစ်တယ်ခွေးလိုက်ရှာဒီစိတ်ကိုကြည့်မယ်ကြည့်ပြီးရှင်စိတ်မစိတ်ကိုလိုက်ရှာရှာပြရတယ်ရှင်စိတ်မစိတ်ရဲ့ဘေးမှာစက်ကောက်ပြလဲကိုတစ်ချက်စီနဲ့ပြီးတော့မှနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်လက်စလာချင်းမိဘပြည်သူများဒီမိုကရေစီနိုင်ငံတော်ကိုပေါ်ထွက်ဒီကံရောပါတီရဲ့ရှင်သက်မဆိုင်ရဲ့ဖေးမှာစက်ကောလက်ချက်နဲ့ပြီးတော့မှအောက်ဖိတ်ကြပါလို့နော်တော့တိုင်းလည်းပဲဒီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးပါတယ်ကဲတွေ့တယ်မလားမပုံနေလေးတွေကင်မယ်မဲယုံတဲ့တင်းဝင်မယ်အာကျိုးမှန်တဲ့နဲ့ပြောတော့ကွာဟဲ့မပင်မန်းဘူးလားပြည်သူတွေကဝင်ပြီးွားသူပေးခြင်းနဲ့မဲကိုပေးမယ်ကွာသူမပေးခြင်းလည်းမပေးဘူးကွာမကြိုက်ရင်လည်းမကြိုက်ရင်ပင်မဲဖြစ်အောင်သူလုပ်မှာပေါ့ဘာလဲမင်းတို့ဒီကြန့်ခိုင်ရေးပါတီအစိမ်းရောင်ခလုတ်စခလုတ်နေပင်ချင်းတဲ့အမတ်တစိဘာချင်းတဲ့အမတ်ဒီနင့်မေကြီးတော့ချင်းတဲ့အမတ်ဒီအဲ့ဒါခွေးအမတ်တစိခွေးချင်းတဲ့အမတ်တစိခွေးချင်းတဲ့အမတ်တစိကိုနှိပ်ပြီးတော့မဲပေးတယ်အတင်းအာရမကြီးကွာမင်းတို့ကလည်းမပင်မန်းဘူးလားပြည်သူတွေသူတို့ပေးနေတာပေါ့မင်းတို့မဲဆွဲတဲ့နေရာမှာဘယ်သူမှတောင်းဖြတ်မရှိဘူးသလားနော်အဲတခုပြီးသွားလို့မင်းတို့ကလက်ခုပ်တီးတယ်ဆိုတာနော်မင်းတို့ပြီးသွားလို့နာကြီးတက်တာလေဆိုရင်ပြောလိုက်တာဆိုလက်ခုပ်တီးတာပဲရှိတာမဲခုနမေးသွားတဲ့ထောက်ခံပွဲမှာဘာဖြစ်တယ်ညာဖြစ်တယ်ပြောတာဘဒူးမှထပြီးတော့မင်းစကားတောင်းမရှိဘူးနော်စကားတောင်းမရှိဘူးအဲ့ဒါကြောင့်မို့ပြောတာမင်းတို့ကောင်တွေဘာဘလို့တွေမဲဆွဲနေကြလဲတော့မသိတော့ပါဘူးခဲမသိတော့ပါဘူးခါကဲကြန့်ခိုင်ရေးပါတီကြန့်ဖို့ပါတီပေါ့ကြန့်ဖို့ပါတီကမဲရတော့အတကုံဆွဲနေကြတာဘာဖြစ်တယ်ညာပဲနေလားငါလားဆွဲနေကြတာအမှန်တကယ်တော့သူတို့ဘာဖြစ်လို့အတကုံမဲဆွဲလဲဆိုတော့အဲ့ဒါခိုးဖို့နော်တရားဝင်ခိုးဖို့အတွက်မဲဆွဲနေကြတာဘာကြောင့်တရားဝင်ခိုးလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးဖွင့်ပြမယ်နော်ကြည့်လိုက်ဒီဗီဒီယိုလေးဖွင့်ပြမယ်ဟုတ်တယ်ဟုတ်တယ်ကျမလည်းခိုးတယ်ကျမအမေလည်းခိုးတယ်အမျိုးတို့လည်းဝန်ထမ်းဆိုရင်ခိုးတယ်ဘာဖြစ်လို့လဲဆိုအစိုးရပေးထားတဲ့လက်ကိုကျမတို့ဖိုင်လို့ရတဲ့အတွက်ဥမမတောင်းတဲ့အတွက်တီလာမဆောင်ဘူးခိုးမှာပဲလူတိုင်းခိုးတယ်ခိုးတယ်တက်မတော်စစ်ဆိုရလဲခိုးတယ်တက်မတော်သားဖလဲခိုးတယ်တက်မတော်သားမိလဲခိုးတယ်နော်တက်မတော်ရဲ့အမျိုးတွေလည်းခိုးတယ်ကြက်ဖို့ပါတီတွေလည်းခိုးတယ်နော်ကျမတို့လည်းခိုးမှာပဲကျမတို့ရွှေမျိုးတွေလည်းခိုးမှာပဲမိဘတွေလည်းခိုးမှာပဲခိုးတယ်တဲ့တခေါ်မှကျူလာဟဲ့